ကဲချစ်တော်မျိုးတို့ရေကျမဒေါ်မမိုးခိုင်အမြဲတမ်းပြောခဲ့ပါတယ်ဟုတ်လားဟမ် Facebook တွေမှာကျမရဲ့ like တွေမှာအမြဲတမ်းပြောခဲ့ပါတယ်မြမတက်မတော်ဆိုတာယနေ့မြမတက်မတော်ဆိုတာရှေ့တောင်အာရှမှာအာရှကြားကြီးပါလို့ဟုတ်လားအာရှကြားကြီးနိုးထားခဲ့ပြီ2025မြမတက်မတော်ကြီးရဲ့အောင်ပွဲဟုတ်လားကျမတို့ဖခင်ဥဆောင်တဲ့ NASA ကအစိုးရတမတော်ကြီးရဲ့အစိုးရအဖွဲ့ကြီးရဲ့အောင်ပွဲဟုတ်လားအာရှကြားကြီးနိုးထားခဲ့ပြီတဲ့ရှေ့တောင်အာရှတစ်ခုမှာအာရှမှာအာရှကြားဆိုတာလွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးမြမတမတော်ကြီးကအာရှကြားလွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးဟုတ်လားဟမ်မင်းတို့စုံလုံးကပဒတ်ဒီပိတ်လေးတွေလက်နက်ကင်သပုံလေးတွေမင်းတို့ရဲ့ဘဝတွေ2025နေဝင်ချိန်တွေရောက်ပြီ2025မြမတမတော်ကြီးရဲ့အောင်မဲ့မင်းတို့ရဲ့နေဝင်ချိန်တွေရောက်ပြီမကြခင်နော်မင်းတို့ကိုအမြင့်ပြတ်လက်နက်ကင်တောင်းညံသပုံတွေစစ်သွေးကြတွေရဲ့နေဝင်ချိန်မင်းတို့ကိုအမြင့်ဖြတ်မဲ့ကျမတို့ဖခင်ကြီးတိုင်းပြူပြည်ပြူဖခင်ကြီးနော်လောင်စမ်းွယ်မင်းတို့တွေဟုတ်လားအခုမြန်မာပြည်မှာမကြခင်နော်မကြခင်အနုမြူဓာတ်အားပေးစက်ရုံတွေတိဆောက်တော့မယ်ဟုတ်လားဒီရုရှားနဲ့ဒီကျမတို့နိုင်ငံရုရှားနိုင်ငံအစိုးရနှစ်ရက်အကြားတဲ့အနုမြူစွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုရပြီနျူကလ িয়ার နဲ့ဓာတ်ရောင်ခြည်ဘေးအနေကင်းရှင်းရေးစီးမြင့်ဥပဒေနယ်ပယ်၌ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လာအပါအဝင်နဲ့သဘောတူညီချက်များကိုနားလည်မှုစာချုပ်လာ10ခုကိုလက်မှတ်ရေးထိုးလက်လည်ခဲ့ကြောင်းမကြာခင်လာမီအနုမြူဓာတ်အားပေးစက်ရုံတွေဟုတ်လားမင်းတို့စစ်သွေးကြပါပဒတ်တွေနဲ့အကြမ်းဖက်သဘုံတွေမင်းတို့မတွေးရဲစရာပဲမင်းတို့တွေမြန်လာလင်းဝင်မဝင်တော့မင်းတို့တွေမြန်လာဒီမြန်မာပြည်တွေကနေအပိဓာထွက်ဖို့တာလောက်ထားတော့နော်နောက်မို့ဆိုရင်မင်းတို့ရဲ့ဘဝကလေဒီထဲမှာလွင့်နေတဲ့ပြပုံလေးတွေကိုတစားစီလွင့်ပြောက်သွားမယ်မင်းတို့ရဲ့ဘဝတွေရလာတော့ကျမတို့ဖခင်ကြီးတိုင်းပြူပြည်ပြူခေါင်းဆောင်ကြီးရဲ့ဖုံးတကိုးတွေဘလောက်တောင်တိုးတက်လာရတယ်ဆိုလူမင်းဖုံးကြီးနမင်းမနေတာတဲ့ဟုတ်လားကျမတို့ဖခင်ကြီး3ရက်နေ့ကရုရှားနိုင်ငံကိုစပြီးတော့သွားတဲ့နေ့မှာတယ်ကျမတို့မြန်မာပြည်မှာမြင်ငယ်တဲ့ရင်တွေတုံ့လုံးမှုတွေဖြစ်ခဲ့တယ်ဟုတ်လား4ရက်နေ့မှာကျမတို့ဖခင်ကြီးကျမတို့နိုင်ငံအတွက်ရုရှားသမ္မတကြီးနဲ့စာချုပ်တွေချုပ်နေတဲ့အချိန်နေ့မှာတယ်ဟုတ်လားညမှာတယ်ပြင်းထန်တဲ့ငလျင်တွေကိုလှုပ်ခတ်ခဲ့တယ်လူမင်းဖုံကြီးနတ်မင်းမနေတာတဲ့နှကောင်းနှမျက်တရားတော်မှာချီကျူးထောပနာပြုရတယ်ဒီအကြမ်းဖက်မိစ္ဆာတွေကိုဖြိုခွင်းမဲ့မင်းကောင်းမင်းမြတ်တပတ်ပေါ်ထွန်းလာခဲ့ပြီဟုတ်လားကျမတို့တိုင်းပြည်ကြီးမှာဝမ်းမန်းတတာနဲ့မင်းတို့တွေစောင့်ကြိုနေကြတော့